နောက်ဆုံးတော့ငါတို့ရေရမ်းဖွင့်တဲ့ကုံစုံသားကြီးကိုငါတို့ပြီးမြောက်ကိုဖွင့်နိုင်ခဲ့ပြီကွာဟာဟိုင်းဒုက္ခရေမုတ်ထုတ်တွေပြုတ်ကြကုန်ပြီဟာရဟိဒီငါတို့ပြန်ကောက်ရမယ်ကွာပျော်ပြီးတော့ဟိုတိုက်ကြီးတိုက်နေမုတ်ထုတ်တွေပြုတ်ကြကုန်ပြီကိုကြီးစမတိုက်ရမှာမဟုတ်ဗျာဘိုးတိုက်တာဗျာဘိုးတိုက်ပြီးသွားဟာရဟုတ်ငါတိုက်ပြီးရဒီလိုပြန်တောင်းမယ်ညာမင်းကွာဖြည်းဖြည်းဝင်မှာပေါ့ကွာငါ့ကိုမနေစီတာအကုန်လုံးအစီအစဉ်ကြမဟုတ်လို့ရှိရင်တိုင်နေပတ်ကုန်မယ်ငါတို့စတိုးဆိုင်လေးရောတော်တော်လေးကိုဒီကုံစုံဆိုင်လေးကအရုပ်လုံးပေါ်သွားပြီကွာဒီမှာလဲဘောလုံးတွေလည်းရှိရကွာအပေါ်မှာလဲမြင်းရုပ်လေးတွေပါလေအဖတ်တရပစ္စည်းကိုဝယ်လို့ရမယ်ဘတ်စကတ်ဘောရှိရဒီမှာဘောလုံးလည်းရှိမယ်ကွာအောက်မှာလဲအမွှေးပွားရုပ်လေးရောဟိုဘက်ကစူပါဟီးရိုးရုပ်လေးရောအုတ်ထုတ်လေးကောင်းမိုက်အုတ်ထုတ်လေးလည်းရှိမယ်ဟာမိုက်တယ်ဒီမှာဓမီတို့လွယ်အိတ်တို့ပါကိုလည်းရှိမယ်ကွာအောက်မှာကတော့အာလူးကျော်တို့ချောကလက်တို့လုံးဝအဆုံးရှိမယ်ဒီမှာမျက်မှန်တွေပါရောင်ရှိသေးရဲ့ကွာရောင်မိုက်တယ်ဟာနေစမ်းပါဦးဒီစောက်တွေကဘယ်သူယူတာလဲကွာငါယူတာရဲ့နေမှာမပါပါဘူးအီဒီလာဗျာအီဒီလာကိုကြီးစမကလည်းဗျာဒီမှာလူသားသားဆုံးတာဝယ်ကြမှာဆိုအဲ့ဒါကြီးတင်သားမဖြစ်မဲဗျာဟုတ်လို့ရှိရင်ကိုကြီးစမကသူများဆိုင်ထဲနောက်တစ်ခါလောက်ကြနေလိမ့်မယ်ဗျာအေးပါကွာမဟုတ်ပါဘူးငါရုပ်တရက်ဆိုလန့်သွားပါမင်းပြောရလဲမှန်ပါရဲ့ဟိုအစုံစွမ်းစီအောင်တော့တင်ထားမှာကွာထားပါကွာဒီမှာမဂဇင်းတွေပေါ့နော်ဒီမှာဓမ္မဘာဟွာဘယ်လိုပြောမလဲရှင်ကြီးလိမ့်မှာမဂဇင်းတွေလည်းရှိမယ်အောက်မှာတခဲတို့ပါအစုံမဲကွာနောက်မှာအင်ကြီးဒါငါ့ရဲ့ရုံးခန်းကွာမိုက်တယ်ရောက်ရင်ရုံးခန်းမှာကွန်ပျူတာတွေပါနေရောက်ရင် TV လေးပါရှိရရောက်ရင်လန်ထွက်နေရပဲโอเคဓမ္မကငါ့ကိုဟိုဆိုင်ရယူလာရဲ့မုတ်တွေကွာရေခဲတိုင်းမှာလည်းငါ့ကိုဝယ်လာရဲ့အေးအကုန်ဖြည့်ယူပါပြီဒီမှာတကြားလုံးလို့ပြောမယ်လှဲ့တဲ့ဆက်လေးဒီမှာရေခဲမုတ်လည်းအဆုံးရှိပြီဟိုအေးဖြော်ဆက်ပါလေဟိုဖြော်ရည်ဆက်တွေရောမရောက်သေးဘူးကွာကြည့်ရနောက်တရက်နေမှာရောက်မှတယ်နေဒါဆိုရင်အီဒီဝေဆိုင်ရပြီးပြီဆုံးပါပြီဗျာဟိုဆိုင်ရပိုက်ရှင်အကိုကြီးနဲ့အီဒီဝေဆိုင်ရုံဆိုင်ရကိစ္စသွားလို့ပါအောင်ဗျာတော်ကြမိုးချုပ်သွားရင်မမောင်မင်းနဲ့မကောင်းဗျာအီဒီဝေလည်းအိမ်ပြန်အောင်ဝင်မလားအေးဟုတ်တယ်အီဒီမင်းပြောမှမေ့နေတယ်ကဲဒါဆိုရင်မင်းတို့နှစ်ယောက်ထဲမှာနေခဲ့ကွာငါအနေပါဟိုပတ်စံကိစ္စစာချုပ်ကိစ္စတော့ပြောလာအောင်ပဲဟိုကိုကြီးဟိုရှိမှာကွာကိုကြီးဟိုကျွန်တော်အထဲမှာပြင်ဆင်စရာရှိရပြင်ဆင်သွားပြီဗျစောင်းဟာကြာသွားလားမသိဘူးမကြာပါဘူးကွာမကြာပါဘူးအေးစီရတယ်ကွာမင်းတို့တခုခုကူညီလို့မလားလို့ငါလည်းထွက်ကြည့်ရအဆင်ပြေမလားအားလုံးပြေပါပြီဗျလုံးဝโอเคဆိုပြေပဲဗျပစ္စည်းရတဲ့နေရာချယူပါပြီနောက်2ရက်3ရက်နေကျွန်တော်စိုက်စားဖွင့်တော့မယ်ဗျကျေးဇူးတင်ပါတယ်ဗျခေကျွန်တော်ဆိုင်ငယ်စာရုပ်ကိစ္စလေးပါလေးပြောလိုက်ရအောင်ဗျာအေးငါကြီးလာအထဲဝင်ခဲ့ပါအောင်ကွာ3 days later နောက်ဆုံးတော့ငါအရန်ဖွင့်ခြင်းကကုံစုံစာလေးကိုငါဖွင့်နိုင်ခဲ့ပြီကွာအပေါ်မှာမောင်စမတ်ကုံစုံ